English language ကိုလေ့လာလိုက်စားနေတဲ့သူတစ်ယောက်အနေနဲ့မဖြစ်မနေသိထားတဲ့ topic လေးတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ English အတန်တွက်စနစ်တွေရဲ့အကြောင်းပေါ့။ဒီနေ့အဖြစ်ပြောမယ်ဆိုလို့ရှိရင်ဒီ video လေးထဲမှာကျွန်တော်တို့ IPA ဆိုတာဘာလဲဆိုတာကိုအနည်းအကျဉ်းလေးကျွန်တော်နားလည်လွယ်အောင်လို့ပြောပြပေးသွားမယ်။ဆိုတော့ဒီ video လေးထဲမှာအရန်ကိုနားလည်ရခက်တဲ့ပညာရပ်ဆိုင်ရာစကားရပ်တွေပါမှာမဟုတ်ဘူး။ဒီ IPA ဆိုတာကိုဘာမှမသိဘဲနဲ့အခုမှစပြီးလေ့လာခြင်းနဲ့ညီကိုမောင်နှမတွေအတွက်ပို့ပြီးတော့ရည်ရွယ်ထားတဲ့ video လေးလို့ပြောရင်လည်းမမှားဘူးပေါ့။ Okay အဲ့တော့စလိုက်ကြအောင်ပါ။ IPA ဆိုတာကဒါကျွန်တော်တို့အတူကောက်စကားလုံးလေးဖြစ်တယ်ပေါ့နော်သူ့ရဲ့အရှိကိုပြောပါဆိုလို့ရှိရင် International Phonetic Alphabets လို့ခေါ်တယ်ဆိုတော့သူကဘာလို့ဆိုလိုတာလဲဆိုတော့နိုင်ငံတကာအတန်ထွက်သင်္ကေတလေးတွေပေါ့ပြောချင်တာဆိုတော့ဘာကြောင့်ဒီနိုင်ငံတကာအတန်ထွက်သင်္ကေတလေးတွေကို English ဘာသာစကားလေ့လာနေတဲ့သူတယောက်ကသင်ယူသင်တာလဲဆိုတော့အကြောင်းပြချက်ကလေးလည်းနည်းနည်းတော့ရှိရပါတော့ဆိုတော့မြန်မာဘာသာစကားနဲ့ English ဘာသာစကားကိုဒီနေရာမှာနည်းနည်းလေးရှင်းပြီးပြောပြမှပိုနားလည်လွယ်မယ်လို့ထင်တယ်ကျွန်တော်မြန်မာဘာသာစကားမှာဆိုလို့ရှိရင် alphabet တွေရှိတယ်အခရာတွေပေါ့နော်ကာကြီးကနေအအထိကာကြီးခါခွေးကငယ်ကာကြီးငါအစရှိသဖြင့်ဟာလာကြီးအအထိရှိမယ်ဒါရင်ပြီးပြီလားဆိုတော့မပြီးသေးဘူးပေါ့နော်ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်တရဆိုတဲ့အတန်လေးတွေအာအီအီအိုအိုစသဖြင့်ကျွန်တော်တို့ငယ်တော့ကြားဖို့မထင်တယ်အတန်ထွက်တဲ့အတန်တွေကလည်းဒါတတ်ရှိသေးတယ်လို့ပြောလို့ရတယ်အမှပြီးသွားပြီလားဆိုတော့ကျွန်တော်မြန်မာဘာသာစကားတော်တော်ကြီးကိုခိုင်ခိုင်မာမာနဲ့တိဆောက်ထားတဲ့ဘာသာစကားလို့ပြောလို့ရတယ်ဗျာဆိုတော့မြန်မာဘာသာစကားမှာကျွန်တော်မှတ်မိအောင်မထင်တယ် spelling rule ဆိုတဲ့စလုံးပေါင်းနီးအတိအကျလေးလည်းရှိသေးတယ်ကျွန်တော်တို့ငယ်တွေကတမုံသင်ခဲ့ရတယ်လို့ပြောလို့ရတယ်အမှရပစ်တို့ရရစ်တို့လုံးကြီးတင်စံကတ်တစ်ချောင်းငိုင်းနှစ်ချောင်းငိုင်းငတ်သက်တဝေထိုးရှေထိုးဝက်စနှလုံးပေါက်အများကြီးပဲပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်တို့က spelling rules လို့ခေါ်တယ်မြန်မာဘာသာစကားမှာเนาะစလုံးပေါင်းနီးပေါ့ဆိုလိုချင်တာကဗျာဟိုမှာလုံးကြီးတင်ရဲ့အတန် frame က e ဆိုတဲ့အတန် frame ရှိတယ်ဟုတ်ပြီเนาะဒါ r ဆိုတဲ့အခရာကိုဒါမူသေးအတန် frame အနေနဲ့ထားလိုက်တာပေါ့ဥပမာဗျာကျွန်တော်တို့ထပ်စင်တူရဲ့အပေါ်မှာလုံးကြီးတင်လိုက်တယ်ဆိုပါစို့ t ဆိုတဲ့အတန်ထွက်ရတယ်အဲ့ဒီထက်စင်တူရဲ့နေရာမှာမဝင်လာမယ်ဆိုရင်လေလုံကြီးတင်လိုက်မယ်ဆိုရင်မိလို့အတန်ထွက်ရမယ်ဆိုလိုချင်တာကဗျာဒီ e ဆိုတဲ့အတန် frame ကိုတာဝန်ယူထားတယ်လို့ပြောလို့ရတယ်ဒီလုံကြီးတင်ရဲ့အတန်ကเนาะအစရှိသဖြင့်ဥပမာပတစ်ချောင်းငိုင်ပေါ့เนาะတစ်ချောင်းငိုင်ရဲ့အတန် frame ကဥလို့အတန်ထွက်တယ်ပေါ့ဥပမာပတစ်ချောင်းငိုင်ဆိုရင်ပုဒီပဆောင်နေရာမှာတာဝန်မှုဝင်လာတယ်ဆိုလို့ရှိရင်တုလို့အတန်ထွက်ကြတယ်เนาะနာငယ်ဝင်လာတယ်ဆိုရင်နုလို့အတန်ထွက်ကြတယ်ဆိုတော့မြန်မာဘာသာစကားမှာဒီစလုံးပေါင်းနီးဆိုတာကြီးကအတိအကျရှိနေတာဖြစ်တဲ့အတွက် spelling rules လေးတွေရဲ့နေရာမှာဝင်လာတဲ့ကိုပေါင်းကျင်တဲ့ spelling rules ကနေရာမှာ alphabet တစ်ခုခုမြန်မာအခရာတစ်ခုခုဝင်လာတာနဲ့အဲ့ဝင်လာတဲ့အခရာအတန်အတိုင်းကျွန်တော်တို့ထုတ်ပြီးလို့ရတယ်အဲ့တော့ကြောင့်မြန်မာဘာသာစကားမှာအတန်တန်ကိုစလုံးပေါင်းဖို့အတွက်ရွေးချယ်စရာတိတ်များများဆဆမရှိဘူး English ဘာသာစကားကိုကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့လေ့လာကြည့်အောင် English ဘာသာစကားမှာ alphabet 26လုံးရှိတယ်ကျွန်တော်တို့အခုချိန်ဒီအလို့ရအောင်မထင်နဲ့ A ကနေ Z ထိပေါ့နော် A B C D E H Y Z ထိ26လုံးရှိတယ်အဲ့တော့26လုံးအပြင်ဘာရှိသေးလဲလို့မင်းဘာမှမရှိတော့ဘူးလို့ပြောလို့ရတယ်ဆိုတော့ဒီဘာသာစကားရဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ပုံကလည်းတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်စဉ်းစားကြည့်ဗျာ English language မှာဒီ26လုံးသော alphabet ထဲမှာဆိုလို့ရှိရင်သူအုပ်စုနှစ်ခုပြန်ပြီးတော့꿰သွားတယ်เนาะအုပ်စုတစ်ခုကဒါ A E I O U H Y ဆိုတဲ့ဒီ vowel ခုနှစ်လုံးရဲ့ကျန်တဲ့သင်္ကေတတွေကဆိုလို့ရှိရင် consonant လို့ခေါ်တဲ့ဒါ B အခရာတွေရဲ့ပေါ့ဆိုတော့ဒီ consonant နဲ့ဒီ vowel ဒီတစ်လုံးချင်းစီအဲ့လိုမျိုးပေါ့ consonant တွေကနည်းနည်း vowel တွေကနည်းနည်းအဲ့လိုပေါင်းပြီးတော့သူက English စကားလုံးလေးတွေတန်းနဲ့ချီပြီးသူကဖြစ်သွားတာကျွန်တော်မြန်မာဘာသာစကားမှာလို့စလုံးပေါင်းနည်းရလို့မရှိဘူးခုနကလို့ရပစ်တို့ရရစ်တို့လုံးကြီးတင်စံခတ်တို့ဒီလိုမျိုးသိရမလားဝက်ဆက်နှလုံးပေါင်းလို့အဲ့လိုတန်မျိုးတွေလုံးဝမရှိဘူးအဲ့တော့ဒီမှာတခုမေးစရာရှိရဆိုတော့ကျွန်တော်တို့မြန်မာနာမည်တွေကို English စလုံးပေါင်းတဲ့အခါမှာเนาะဥမာ SOE ဆို so လို့ကျွန်တော်တို့အတန်ထွက်ရတယ်ဆိုရပါဘူးเนาะကျွန်တော်ငယ်တွေကကိုယ်နာမည်စလုံးပေါင်းတဲ့နေ့ကတော့ဒါဟိုအမြင်နဲ့တက်လာခဲ့ကြတဲ့သူတွေလို့ပြောလို့ရတယ် MOE ဆို mo ပေါ့ဥမာနုဆိုရင် NU နုပေါ့ဆိုတော့ဒီလိုအတန်တွေထွက်ဖို့ဘယ်လူကတီထွင်ခဲ့တာလဲတော့မပြောတတ်ဘူး
English မှာအဲ့လိုအတန်တော့ကိုเนาะဘောင်းတစ်ခုနဲ့စီးနဲ့ကန်းနဲ့တက်မှတ်ပေါင်းလို့ရတဲ့နီးစနစ်ဆိုတာလုံးဝမရှိဘူးဆိုတော့ဒီမြန်မာနာမည်ကိုစလုံးပေါင်းတာဗျာမြန်မာနာမည်တွေကိုစလုံးပေါင်းတဲ့နေရာမှာတော့ရတယ်ပြဿနာမရှိဘူးပေါ့နော်ဆိုတော့ဒါပေမဲ့အဲ့မြန်မာနာမည်စလုံးပေါင်းတဲ့နီးတွေကိုအစွဲလန်းထားပြီးတော့တွေ့တဲ့ English စကားလုံးပေါ့အခုမှစတွေ့မယ် English စကားလုံးတစ်လုံးကိုစလုံးပေါင်းလေးကိုကြည့်ပြီးတော့ဒီအတွဲအဆက်ကလေးပေါ့ vowel နဲ့ consonant အတွဲဆက်လေးကိုကြည့်ပြီးဒါလေးကတော့ဒီ English စကားလုံးကတော့ဒီလိုအတန်ဖြစ်လောက်တယ်လို့ထင်လိုက်ရင်မှားသွားဖို့များတယ်ကျွန်တော်ဒါကိုပို့ပြီးတော့နားလည်လို့ရအောင်ဥပမာလေးတစ်ခုပြောပြမယ်ပေါ့နော်ဥပမာ but ကို but လို့ထွက်တယ်ဒါပေမဲ့ put ကို pat လို့မထွက်ဘူးဆိုတော့ဒီဘာသာစကားဒီเนาะစလုံးကိုပေါင်းခြင်းသလိုပေါင်းတယ်အတန်ကိုလည်းထွက်ခြင်းသလိုထွက်တယ်သူ့ဘာသာစကားမှာစလုံးပေါင်းတဲ့နည်းဆိုတာလုံးဝမရှိဘူးတတ်မှတ်ကိုလုံးဝမရှိဘူးလို့ပြောလို့ရတယ်โอเคနောက်ထပ်ကျွန်တော်တို့ ਨੇ အရန်ရင်းနှီးတဲ့စကားလုံးလေးတွေရှိသေးတယ်ဗျာဥပမာ go ကိုကျွန်တော်တို့ go လို့ထွက်တယ်do ကြတော့ do လို့မထွက်ဘူးပေါင်းတာတော့ o ပဲ o နဲ့ပဲပေါင်းတာပဲเนาะ go ကြတော့ go လို့ထွက်ပြီးတော့ do ကြတော့ do လို့ထွက်တယ်တခြားသင်္ကေတတစ်ခုနဲ့ပေါင်းနေဆိုရင်လည်းထားဗျာဥပမာကျွန်တော်မြန်မာစကားမှာဆိုလို့ရှိရင်တခြားသင်္ကေတတစ်ခုနဲ့ပေါင်းလိုက်လို့ဥပမာပတချောင်းကိုင်ပုเนาะမလုံးကြီးတင်မိဒါဟို spelling rules ပြောင်းသွားလို့အတန်ကနောက် frame ကကွဲထွက်သွားတယ်ဆိုတာဒါနားလေလက်ခံပြီးလို့ရတယ်တိုးတော့ English ကအဲ့လိုမဟုတ်ဘူးတော်တော်ကိုအုံနောက်60ရာကောင်းတဲ့ဘာသာစကားလို့ပြောလို့ရတယ်ဆိုတော့ဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်မိတ်ဆွေအနေနဲ့သိထားရမယ့်အရေးကြီးဆုံးအချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ English ဘာသာစကားမှာစလုံးပေါင်းနည်းလည်းမရှိသလိုအတန်ထွက်တဲ့နီးလည်းမရှိဘူးတတ်မှတ်ဒီလိုပေါင်းလို့ဒီလိုထွက်ရမယ်ဆိုတော့နီးလည်းမရှိဘူးကျွန်တော်တို့ verb form လေးကြက်ဘူးလိမ့်မယ်ထင်တယ်ကျွန်တော်တို့ verb form ကြက်တဲ့အခါမှာတော့မှတ်မိအောင်မထင်စာဖတ်သည်ဆိုတော့ verb ပေါ့နော် read verb 1မှာ read လို့ပေါင်းတယ် verb 2ကို read လို့ပဲပေါင်းတယ် verb 3ကိုလည်းread လို့ပဲပေါင်းတယ်တိုးတော့အတန်ထွက်တဲ့အခါမှာ verb 1ကို read လို့အတန်ထွက်ကြတယ် verb 2ကို read လို့ဖတ်ကြတယ် verb 3ကိုလည်း read လို့ဖတ်ကြတယ်ဒါကိုကြည့်ချင်းအဖြစ်ဒီဘာသာစကားဒီเนาะစလုံးတွေကိုပေါင်းခြင်းစလို့ပေါင်းပြီးတော့အတန်တွေကိုထွက်ခြင်းစလို့ထွက်တယ်လို့ပြောလို့ရတယ်ဆိုတာကိုကျွန်တော်တို့တည်တည်ချာချာလေးနားလည်သွားမယ်ထင်တယ်ဆိုတော့ကျွန်တော်တို့လိုနိုင်ငံသားသင်ယူသူတွေအနေနဲ့ဒါမြန်မာလူမျိုးကျွန်တော်တို့ရဲ့နေ့စဉ်ပြောတဲ့ဘာသာစကားမိခင်ဘာသာစကားမြန်မာစကားဆိုတော့ native speaker တွေဘက်ကနေကြည့်မယ်ဆိုရင်ကျွန်တော်တို့ကဒါ foreign students တွေပဲဒါ second language အနေနဲ့သင်ကြတာဒီဘာသာစကားကိုဆိုတော့သူတို့ဘာသာစကားရဲ့ဒီပညာရှင်တွေကတွေးတယ်ပေါ့နော်သူတို့ကတော့မွေးလာတဲ့ရဗျာဟိုဘယ်လိုအတန်ကိုကြားရင်ဘယ်စလုံးပေါင်းဆိုတာဒါသူတို့ရဲ့မိခင်ဘာသာစကားဖြစ်တဲ့ပုံမှာတီကောင်းတီနိုင်ပြီးမဲ့เนาะကျွန်တော်တို့လို second language learners တွေအနေနဲ့ကတော့ဒါတော်တော်ကိုအုံနောက်ချုပ်စရာကောင်းတဲ့ကိစ္စလို့ပြောလို့ရတယ်အဲ့ဒီတော့ကြောင့်ဒါပညာရှင်တွေက IPA လို့ခေါ်တဲ့သင်္ကေတလေးတွေကိုကြည့်ပြီးတော့အတန်ကိုထွက်လို့ရတဲ့နည်းစနစ်တွေကိုသူတို့တီထွင်ခဲ့တယ်ပေါ့နော်ဒါကလည်းဟိုတခါတည်းတစ်စင်နဲ့တီထွင်ပြီးတူးနဲ့တီထွင်ပြီးဒါကိုပဲတောက်လျှောက်သုံးလာခဲ့တာမျိုးမဟုတ်ဘူးဒီထဲမှာ modify လုပ်ခဲ့တဲ့ပညာရှင်တွေလည်းခက်အဆက်ဆက်ရှိခဲ့တယ်ပေါ့နော်တိုးတော့ကျွန်တော်တို့အခုသုံးနေတဲ့ဒါ IPA သင်္ကေတတွေဆိုလို့ရှိရင်ဒါတော်တော်လေးကို stable ဖြစ်သွားပြီလို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီသင်္ကေတလေးတွေရဲ့လှုပ်ဆောင်ချက်ကယူရှင်းလေးပဲဗာနဲ့သွားတူတယ်လဲဆိုရင်သင်္ကေတတစ်လုံးမှာအတန်ရှိတယ်သင်္ကေတလေးတစ်လုံးမှာအတန်ရှိတယ်ဒါပေမဲ့အဲ့အတန်ကိုထွက်တဲ့အခါမှာပါဇက်အချင်းကျယ်ဘယ်လောက်ထားရမလဲဒီအတန်ကိုအတန်အိုးရဲ့အစိပ်ပိုင်းတွေကနေထုတ်ရမှာလားအတန်အိုးမှာဆိုရင်အရှေ့ဆုံးပိုင်းကထုတ်ရမှာလားအလယ်ကနေထုတ်ရမှာလားဒါမှမဟုတ်နောက်ဆုံးပိုင်းကနေထုတ်ရမှာလားဒါမှမဟုတ်အတန်အိုးတွေကအတန်မပါတဲ့သင်္ကေတတွေဆိုရင်လည်း green တွေကဘယ်အစိပ်ပိုင်းတွေသုံးပြီးတော့ဒီအတန်ကိုထွက်ရမှာလဲဒါတွေကအစပါတယ်ပေါ့နော်ဆိုတော့အဲ့အတန်ကိုထွက်တဲ့အခါမှာလဲကြာချိန်လို့ခေါ်တဲ့ timing ကဘယ်လောက်ကြာမလဲဒီအတန်အတူတူပြပြထွားတဲ့အတန်လားရှည်ဆွဲထွားမယ်အတန်လားဆိုတာလည်းရှိသေးတယ်ဆိုတော့ဒီသင်္ကေတလေးတွေကဘာနဲ့သွားပြီးအလားတန်တူလဲဆိုတော့ music note တွေနဲ့သွားတူတယ်ဆိုကြပါစို့ကျွန်တော်တို့ T1 တဝိုင်းမှာတီးနေတဲ့ guitarist တွေ pianist တွေရှိတယ်ပေါ့နော်ဆိုတော့ drummer တွေရှိတယ်ပေါ့ drum တီးတဲ့လူက drum တီးတယ် piano တီးတဲ့လူက piano တီးတယ် guitar တီးတဲ့လူက guitar တီးတယ်ဒီ symbol ကိုတက်လာပြီးသချင်းဆိုတဲ့အဆိုတော်တွေတယောက်ချင်းစီဆိုတဲ့သချင်းတိုင်းကိုတော့တို့ရမယ်မထင်ဘူးမရဖို့ပုံများတယ်ပေါ့နော်ဆိုတော့ဒါရတာမရတာလဲဒီသချင်းတွေကိုတီးတဲ့သူတိုင်းကဒီလာတက်ဆိုမဲ့အဆိုတော်တိုင်းရဲ့သချင်းကိုအလွတ်ရစရာမလိုဘာကြောင့်လဲကျွန်တော်တို့ဒီအဆိုတော်တွေစင်မုံတက်လာတဲ့အခါမှာတွေ့လိမ့်မယ်လက်ထက်မှာစာရွက်လေး3-4ရွက်ကိုင်တယ် drummer ကိုတွေ့ရပေးတယ် pianist ကိုတွေ့ရပေးတယ် guitarist ကိုတွေ့ရပေးတယ်နော်အဲ့
ပေးတဲ့စာရွက်ကိုကျွန်တော် note စာရွက်လို့ခေါ်တယ်ပေါ့ဆိုတော့ဒီ note စာရွက်မှာကเนาะ player တွေကဒီသချင်းကိုဘယ်လိုတီးရမလဲဘယ် chord တွေကိုတီးရမလဲဥပမာ guitar ဆိုဘယ်ကြိုးတွေကိုခတ်ရမလဲဘယ်နေရာမှာနားရမလဲเนาะဒီအောက်တပားအပြည့်တီးရမလားဘာဝက်ပဲတီးရမလားဆိုတဲ့သတ်မှတ်ချက်တွေကိုအဲ့သင်္ကေတလေးတွေမှာပြထားတယ်ဒီသဘောပဲ English language ကဒီအတန်တွက်စနစ်ကိုပြတဲ့ IP သင်္ကေတလေးတွေကလည်းခုနကကျွန်တော်ပြောခဲ့သလိုပဲเนาะသင်္ကေတတစ်ခုမှာအတန်ရှိတဲ့အဲ့အတန်တန်ကိုကျွန်တော်တို့ကအတန်အိုးတွေကနေထောက်ရမှာလားဒါမှမဟုတ်ဒါပါဇက်ထဲမှာရှိတဲ့စကားတန်ပြည့်အင်္ဂါလှုပ်ရှားနိုင်သောစကားတန်ပြည့်အင်္ဂါမလှုပ်ရှားနိုင်တဲ့စကားတန်ပြည့်အင်္ဂါဘယ်အစိပ်ပိုင်းတွေထိပြီးအတန်ကိုထောက်ရမှာလဲဒီအတန်ကိုထုတ်တဲ့အခါမှာအတန်ရဲ့ကြာခြင်းကဘယ်လောက်ရှိမလဲအစရှိသဖြင့်ဒီသင်္ကေတတစ်ခုစီမှာဒီတန်ဖိုးလေးတွေပါဝင်နေတာပါဆိုတော့သူကသူဘလို့ပဲအစလုံးပေါင်းတဲ့နီးပဲမရှိဘူးလို့ပဲပြောသူကသူဘလို့ပဲပေါင်းကျွန်တော်တို့ဒီ IP သင်္ကေတလေးတွေကိုဖတ်တတ်ထားတယ်နားလည်ထားတယ်ဆိုလို့ရှိရင်ဒီသင်္ကေတတွေကိုဖတ်တတ်တာနဲ့ဒီဘယ်စကားလုံးဘလို့ပဲပေါင်းတာဒီစကားလုံးရဲ့အတန်ကိုကျွန်တော်တို့ကောင်းထွက်တက်သွားမှာဖြစ်တယ်။ Okay ။ဘာကြောင့်လဲဆိုတော့ English မှာကအတန်တန်ကိုစလုံးပေါင်းတဲ့နည်းတွေအများကြီးပဲ။ဥပမာ it ဆိုတဲ့အတန်ကိုမြန်မာစာမှာဆက်တက်နဲ့ကျွန်တော်တို့ပေါင်းလို့ရတယ်။ဥပမာတောင်ဝင်းဘူးဆက်တက်ဆိုရင်တစ်လို့ပေါင်းလို့ရတယ်။မြန်မာစာမှာကဒါ it ဆိုတဲ့အတန်ကိုဆက်တက်တစ်ခုတည်းနဲ့ပေါင်းလို့ရပေမဲ့ English မှာက၄နီး၅နီးလောက်အများကြီးပွားနေတာမျိုးကျွန်တော်တို့သွားတွေ့ရတယ်။ဒီ language ကပြဿနာလို့ပြောလို့ရတယ်။ Okay ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ဒီလောက်ပဲပြောခဲ့အောင်မယ်ပေါ့နော်။နောက်လာမယ့်သင်ခန်းစာလေးတွေမှာဆိုလို့ရှိရင်ဒီ IP သင်္ကေတတစ်ခုချင်းစီရဲ့အကြောင်းနဲ့ဒီ IP သင်္ကေတအတန်တွေပါဝင်ဖွဲ့စည်းထားတဲ့ English စကားလုံးလေးတွေရဲ့အကြောင်းကိုလည်းကျွန်တော်တိတ်ချာလေးနားလည်သဘောပေါက်နိုင်အောင်လို့ video လေးတွေတစ်ခုပြီးတစ်ခုနဲ့ထပ်ပြီးတော့ပြောပြပေးသွားပါမယ်။အဲဒီတော့ကြောင့်နောက်ထပ် video မှာကျွန်တော်တို့ဒီ IP သင်္ကေတတွေဘယ်လိုအလုပ်လုပ်တယ်လဲဒီ IP သင်္ကေတတွေကိုဖတ်တက်နားလည်ထားမယ်ဆိုလို့ရှိရင်ဘယ်လိုအကျိုးကျေးဇူးတွေရှိမလဲဆိုတာကိုဒါနောက်ထပ်လာမယ့် video လေးတွေမှာပြောပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်စောင့်မျှော်ကြည့်ရှုပေးပါလို့ပြောကြရင်းနဲ့ပဲဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်